ရဲ့နာမည်ရဲ့ညီမလေးရဲ့အတင်ရဲ့ညီမလေးကစားနေတဲ့ position လေးပြောပြပါဦးဟုတ်ညီမလေးနာမည်ကနန်ဆန်ဂရစ်ဟုတ်တယ်ကစားတာကဒီအတင်းကတပိုင်းအတင်းမှာပေါ့နော်ပြီးတော့နေရာ position က pivot မှာအဲဒီကျေးဇူးတင်ပါတယ်တော့ညီမတယောက်တည်းပဲဒီပွဲမှာလုံးဝကူတာမဟုတ်ဘူးညီမလေးကိုဆရာတွေကစားငယ်ချင်းကွင်းထဲမှာဆော့တယ်အားလုံးပန့်ပေးလို့ပဲဒီဂူလေးကိုရတာပြီးအရမ်းပြောပါတယ်တော့ဆက်ပြီးမှပုံမှနောက်ပွဲမှာလည်းတွင်းတော့မှာပထမပွဲဝင်နာ generation မှာတော့တကူတွင်းထားပါတယ်ပြီးတော့ဒီနေ့ဆော့တဲ့ပွဲမှာတော့၄ခုတွင်းထားပါတယ်စုစုပေါင်းဆောင်၅ခုပေါ့ဒီနေ့ကလည်းဟိုပြောရမယ်ဆိုရင်ဒီဘင်းကအခုဘူပမ်ဘူပေးဆိုဘင်းဂူတွန်းတာတဲ့အကောင်းဆုံးဖန်တီးပေးရဖို့တဘောကြတယ်သူတို့ငွေချင်းဂူတွန်းတာတော့ပိုတဘောကြတာပေါ့နော်ပြီးတော့ဘင်းစူးစားတာပေါ့ဘင်းအခုကတော့ဒီပိုင်းအတိမဆိုရင်လည်းတခြား training မှာလည်းဆိုတော့အကောင်းဆုံးလုပ်ပါတယ်တော့ဆရာတွေစားသမားတွေအားလုံးလည်းဘင်းတို့အမေအားပေးစကားပြောရအမေစိတ်သက်စိတ်ကမ်းပေါ့နော်အဲ့လိုမျိုးအကောင်းဆုံးဖြစ်အောင်တော့စူးစားနေပါတယ်ဟုတ်အခုဒီဘယ်လိုမှဆိုကချင်မာရောအများကြီးရှိသူတို့က line ပေါ်သွားကြည့်သူတို့ဒီပိုင်းအတင်းကိုအားပေးတဲ့ပြည်သက်တွေဘယ်လိုအားပေးတဲ့ပြည်သက်တွေတယောက်ရှင်းစီကိုအားကျေးဇူးအများကြီးတင်ပါတယ်လို့ပြီးတော့ဒီထက်မကကိုမအကောင်းဆုံးလုပ်သွားမှာလို့ဟိုအလုံးအကြောင်းနဲ့တော့ဒီကွင်းထဲလာမကြည့်နိုင်ရင်လည်း live မှာကြည့်ပေးပါလို့တောင်းဆိုပါတယ်အများကြီးလည်းစူးစမ်းတော့မှာလို့တောင်းဆိုပါတယ်ကျေးဇူးပါ